ဆရာမင်းသိခါမူလာဇာတာနမူနာအဟောင်းလေးထူးခြားသောယောဂများကစကိတယယောဂစင်ကြီးချင်းသေးကဲ့သို့အရှိန်အဝါရှိမည်ကစကိတယယောဂစင်ကြီးချင်းသေးကဲ့သို့အရှိန်အဝါရှိခြင်းအောင်မြင်ကြော်ကြားခြင်းဆိုင်ပြအတ္တိယောဂရန်သူကိုအောင်နိုင်ခြင်းဘဝတွင်ခေါင်းဆောင်မှုနေရာရရှိခြင်းဝါတိယောဂပညာဉာဏ်ရှိခြင်းနာမည်ကြော်ကြားခြင်းနှင့်ပညာကောင်းခြင်းဗုဒ္ဓအာဒိဋ္ဌယောဂပညာထူးချွန်ခြင်းစာပေသင်သိပ္ပံပညာတို့တွင်အောင်မြင်ခြင်းယူဆကယောဂရဲစွမ်းတတ္တိရှိခြင်းခေါင်းဆောင်နိုင်ခြင်းဖြင့်စစ်ဘက်ဘုတ်ချုပ်ရေးတွင်အောင်မြင်ခြင်းကမ္မတုမယောဂစိတ်လေလွင်တတ်ခြင်းအထီးချမ်းခြင်းသို့မဟုတ်ဘဝတွင်ရုန်းကန်ရတတ်ခြင်းအတန်းနှက်ခတ်စီများတစ်သည်ဖုရှာနှက်ခတ်ရှိလုံးတွင်ရပ်တည်နေသည်ဝါနေနှက်ခတ်ပိုင်ဖြစ်သည်ကရကဲရာသည်တွင်ရှိသည်ရှိဖုရှာနှက်ခတ်စာနေပိုင်ဇာတာရှင်သည်စီကံသေးဝတ်ပြီးအများအပေါ်ကျွေးမွေးဆောင်ရှောက်လို့စေပြင်းပြသောဇယိုက်ရှိသည်ရုပ်ရည်တည်ကြည်ခံညာပြီးလူကြီးလူကောင်းဆာကအများဤအားကိုခြင်းကိုခံရတတ်သည်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပြီးမြည်သည့်အလုပ်ကိုမဆိုစနစ်တကျနှင့်တည်ငြိမ်စွာလှုပ်ဆောင်သည်မိယိုဖလာဒလေးထုံးတမ်းများကိုလေးစားပြီးလူမှုအတိုင်းအဝိုင်းအတွက်အကျိုးပြုလုပ်ငန်းများတွင်ပါဝင်တတ်သည်စီကံကြီးလွန်ခြင်းချင်းစိုးရိမ်ပူပန်မှုလုံကဲကတိခါတရံတစ်ကိုကောင်းဆန်သည်ဟုအထင်ခံရတတ်သည်အုတ်ချုပ်ရေးဟိုတယ်နှင်းစားတောက်ကုန်ဘာသာရေးအဖွဲ့အစည်းသို့မဟုတ်မြေယာလုပ်ငန်းများတွင်အောင်မြင်တတ်သည်စနေကြိုဤလွှမ်းမိုးမှုကြောင့်ဘဝတွင်တဖြည်းဖြည်းနှင့်အခြေခံမှာပြီးရေရှည်တည်တံ့သောအောင်မြင်မှုကိုရသည်တိဒီမာဂနက်ခတ်30လုံးတွင်ရပ်တည်နေသည်ကိုကိနက်ခတ်ပိုင်ဖြစ်သည်တိရာသည်တွင်ရှိသည်30မာဂနက်ခတ်ကိပိုင်ဇာတာရှင်သည်မိယိုဖလာစီးပွားရေးသို့မဟုတ်မျိုးရိုးလိုက်သောအမွေအနှစ်များမှာဒနာဥစ္စာရရှိတတ်သည်စကားပြောဆိုရာတွင်မာနပါရှိပြီးမိမိ၏သိက္ခာနှင့်အစိတ်အတန်းကိုဖော်ပြသောပြောဆိုမှုမျိုးရှိသည်မိသားစု၏ကန္တဆုံတွင်ပြစာညောက်ပြီးမျိုးနွယ်စုကိုအုပ်ချုပ်လိုသောဇယိုက်ရှိသည်ကြီးမားသောအဖွဲ့အစည်းများအမွေအနှစ်စီမံခန့်ခွဲမှုသို့မဟုတ်ရိုးရာလုပ်ငန်းများမှာငွေဝင်တတ်သည်မာနကြီးလွန်ခြင်းနှင့်အောက်ခြေလူတန်းစားကိုထိန်တကဲ့သို့ပြောမိတတ်ခြင်းမှာသတိထားရမည့်အချက်ဖြစ်သည်မျိုးရိုးစေဆက်သမိုင်းကြောင်းများတွင်ရှေးဟောင်းပညာရပ်များကိုအထုတလဲစူးစောင်းလေ့လာတတ်သည်ကေဂျို၏အရှင်ကြောင့်လောကီစီစဉ်ကိုခံစားနေရတော့လဲစိတ်ထဲတွင်လွတ်မြောက်လို့စိရှိနေတတ်သည်သုံးဒီဟတ္တတာနခတ်ဆက်သုံးလုံးတွင်ရပ်တည်နေသည်တိလာနခတ်ပိုင်ဖြစ်သည်ခံရသည်တွင်ရှိသည်ဆက်သုံးဟာဟထနခတ်တနင်္လာပိုင်းဇာတာရှင်သည်မိမိ၏လက်မှုစွမ်းရည်ဖြင့်ညာကစားမှုပညာကိုအသုံးချ၍ဆွဲရှိလောက်ကင်တတ်သည်မောင်ဓမ္မသားချင်းများချင်းဆက်ဆံရာတွင်လေမာပါနှက်ပြီးအခက်အခဲများကိုကုညီဖြေရှင်းပေးတတ်သည်ဟာသစာပေများလက်တွေ့အသုံးချပညာရပ်ဆိုင်ရာလမ်းညွှန်စာအုပ်များရေးသားရာတွင်ထူးချွန်သည်ကုန်သွယ်မှုနှင့်အတတ်ပညာသင်ကြားရေးကိစ္စရပ်များအတွက်ခရီးတိုများမပြတ်ဖွာရတတ်သည်စိတ်ခံစားမှုမငြိမ်သက်ခြင်းကြောင့်လှုပ်ဆောင်ချက်များတွင်စိတ်အားထက်သန်မှုကဏပြောင်းလဲတတ်သည်ဆက်သွယ်ရေးအပေးအယူကိစ္စရပ်များတွင်ထုတ်ရေးအလွန်ထက်မြက်ပြီးတစ်ဖက်သားကိုစီယုံနိုင်သည်တနင်္လာကြို၏အရှင်ကျောင်းပတ်ဝန်းကျင်အပြောင်းအလဲအပေါ်လိုက်ပြုံးညီထွေစွာလုတ်ကင်နိုင်သည်